ခြံတကားမြို့ကလျှို့ဝှက်ကြောင်မိုင်ညနေဆောင်အချိန်ဖြစ်တယ်။ကောင်းကင်တစ်ခုလုံးမဲမောင်နဲ့တိမ်မဲတွေနဲ့ဖုံးလွှမ်းနေပြီးလျှက်စီးတွေတစ်ဖြက်ဖြက်လက်နေရဲ့ဖဝင်းကျင်တစ်ခုလုံးမှာကြောက်ရွံ့စရာကောင်းတဲ့အငွေသက်တစ်မျိုးလွှမ်းခြုံနေရဲ့ဦးလာနဲ့ဦးဖိုးတို့ဟာခြံတကားပြည်နယ်အတွင်းအနားယူစရာတဲခုကန်တစ်ခုရှာဖွေရင်အချိန်အတော်ကြာလှည့်လည်နေကြတယ်။ဒါပေမဲ့တဲခုကန်တစ်ခုမှမတွေ့ခဲ့ကြပေ။နောက်ဆုံးမှမော်ပန်သွားကြတာကြောင့်တစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်လိုက်ကြတယ်။အမလေးဗျာတကယ်ကိုထူးဆန်းတဲ့ပြည်နယ်ပါပဲတဲခုကန်တစ်ခုတောင်ရှာမတွေ့ဘူး။အော်အဲ့ဒါနဲ့ငါတို့တငယ်ချင်းဦးစိုးကလည်းငါတို့နဲ့တူတူရှိနေတာမဟုတ်လား။ဒါပေမဲ့တဲခုကန်ရှာဖို့တခြားဘက်ကိုထွက်သွားပြီးတော့လမ်းပြောက်သွားတယ်။သူ့အနေနဲ့တဲခုကန်တွေ့တော့ပြီထင်တယ်။သူတွေ့ပြီးရင်တော့ငါတို့လာပြောမှာပေါ့။အဲ့ဒီချိန်မှာမိုးဆက်လေးတွေစတင်ကျလာပြီးတော့မိုးကြိုးတွေတစ်ချိန်ချင်းမြည်လာတယ်။ဟာဒါကတော့လူရာထက်တောင်ပိုသွားပြီ။ဖះကြီးခဏနေရင်မိုးသီးတန်စွာရွာတော့မယ်ထင်တယ်။ညကိုဒီလိုပဲအပြင်မှာဖြတ်တန်းရတော့မှလားကွာ။အဲ့ဒီချိန်မှာမြင်းစည်းသူတအူရောက်လာတယ်။မြင်းပေါ်မှာမျက်နှာဖုံးတက်ထားတဲ့မိန်းမငယ်တအူထိုင်နေတယ်။သူမရဲ့စပင်တွေမှာဖြန်းချထားပြီးတော့မျက်ဝန်းတွေမှာထူးဆန်းတဲ့အေးဆက်မှုတစ်မျိုးရှိနေရဲ့။နင်တို့နှစ်ယောက်ကဘယ်သူတွေလဲ။ကျွန်တော်တို့ကဝီးစရာကားပြည်နယ်ကပါ။ဒီဘက်ကိုအလောက်ကင်ရှာဖို့လာခဲ့ရပါ။ဒါပေမဲ့ညအိပ်ဖို့တဲခိုစရာမတွေ့လို့ဒီမှာခဏနားနေရပါဒီပြည်နယ်မှာတဲခိုကန်တွေကိုအလွတ်တကူရှာမတွေ့ဘူးငါတဲခိုကန်တစ်ခုကိုသိတယ်နင်တို့အဲ့ဒီထိလိုက်ပို့ပေးမယ်ဒီလိုပြောပြီးတော့မျက်နှာပေါ်မိမကမြင်းကိုရှေ့ကိုမောင်းထွက်သွားတယ်ဦးလာနဲ့ဦးဖို့တို့လည်းသူမနောက်မှလိုက်သွားကြတယ်ခဏကြာမှတော့ထူထပ်တဲ့တောအုပ်ကြီးတွင်ကိုရောက်လာကြတယ်ဟဲ့ဦးဖို့ငါတို့ဒီမိမတောထဲကိုဘာလို့ခေါ်သွားနေရလဲတိတ်တိတ်နေစမ်းပါတချို့ပြည်နယ်တွေမှာတောထဲမှာတော့တဲခိုကန်တွေရှိတတ်တယ်အနှဲငယ်ဆက်သွားပြီးနောက်ကူတခုကိုတွေးလိုက်ရတယ်ညနေပေါ်မိမလည်းမြင်းပေါ်မှာဆင်းကကူဘကိုသွားပြီးလက်ခုပ်တီးလိုက်တယ်ချက်ချင်းပင်စစ်သားနှစ်ဦးပြေးထွက်လာကြတယ်ဒီနှစ်ယောက်ကိုဖမ်းပြီးကြောင်မိုင်းထဲမှာအလုတ်ခိုင်းလိုက်ဦးလာနဲ့ဦးဘိုတို့ရဲ့ခြေထောက်အောင်မှမြေကြီးပင်ရွေသွားသလိုခံစားလိုက်ရတယ်ဟာကျွန်တော်တို့လှုပ်ပေးပါကြောင်မိုင်းမှာအလုတ်မလုပ်ချင်ဘူးခြံတကားပြည်နေရကြောင်မိုင်းအကြောင်းမကြဘူးလားဒီကိုရောက်လာတဲ့လူဟာဘယ်တော့မှအပြင်ကိုပြင်မထွက်နိုင်ဘူးလာအထက်ဝင်မလောက်ပါနဲ့လှုပ်ပါဗျာစစ်သားတွေကသူတို့နှစ်ဦးကိုဂိုအတွင်းကိုအတင်ဆွဲခေါ်သွားကြတယ်ဂိုတွင်းမှာအမောင်တို့မိကိုတွေနဲ့နာကျင်စွာအလုံးလုံးနေကြတဲ့လူသမားတွေရှိနေကြတယ်ဦးလာနဲ့ဦးဘော်တို့ဟာမျက်ရည်တွေကျနေပေမဲ့မဖြစ်မနေတန်တူတွေကိုကင်ကအလုံးစားလုပ်ကြရတယ်တခြားတစ်ဖက်မှာတော့မျက်နှာဖုံးမိမဟာမြင်းပေါ်တက်ကအမောင်လေးကိုပျောက်ကွယ်သွားတယ်နောက်တနေ့မနက်မှာတော့မင်းသမီးကုမှုတနေ့ဟာဥယျာဉ်ထဲကိုရောက်လာတယ်။ဝန်ကြီးကသူမကိုစောင့်နေပြီးသားဖြစ်တယ်။ဝန်ကြီးကျမတို့ကြောင်ပိုင်းမှာအလုပ်ချင်နေဘလို့လဲ။အလုပ်သမားမလုံလောက်တာမျိုးမရှိပါဘူးမင်းသမီး။နေရောညပါအလုပ်တွေကမြ мян ဆန်လုပ်နေကြပါရဲ့။အလုပ်သမားလိုအပ်လာရင်ပြည်နယ်တဲကဘသူ့မဆိုဖမ်းပြီးကြောင်ပိုင်းနဲ့ထက်လိုက်။အဲ့နောက်ကုမှုတနေ့ကမြင်းဘော်ကိုတက်လိုက်တယ်။ဒီနေ့တော့ဘယ်ကိုသွားမလဲ။အချိန်တော်ကြာမှဒီနေ့တောထဲမှာအမဲလိုက်ချင်စိတ်ပေါ်လာတယ်။မြင်းဟာတောဘက်ကိုအချိန်ပြင်းစွာနဲ့ပြေးသွားတယ်။ခဏကြာမှတော့မြင်းရရုတ်တရက်အပြင်းထန်ခုန်လိုက်တာကြောင့်ကိုမှုတနေမြေပေါ်ကိုပြုတ်ကျသွားတယ်။ဟာတဘာဖြစ်တာလဲ။လက်ကဝက်မှာအရန်ပြင်းထန်တဲ့တရားရသွားပြီထင်တယ်။ငါမြင်ရဘာဖြစ်လို့ရုတ်တရက်ဒီလိုဖြစ်တာလဲ။ဒီချိန်မှာမိမငယ်တူပြေးလာတယ်။သူမဟာမြင်းရဲ့ခြေထောက်ကိုစစ်ဆေးပြီးခဏကြာမှမြင်းခွာထဲမှာတန်ချောင်းကြီးတစ်ချောင်းကိုစစ်ထုတ်လိုက်တယ်။မင်းသမီးရဲ့မြင်းချေတောက်ထဲမှာတန်ချောင်းဆူးနေရပါ။အမဲလိုက်သူတွေကတခါတလေဒီလိုတန်ချောင်းတွေကိုခြုံပုတ်ထဲမှာဝှက်ထားတတ်ပါတယ်။မြင်းရလည်းတဖြည်းဖြည်းငြိမ်သက်သွားတယ်။မင်းသမီးလည်းလက်ကဝက်မှာပြင်းပြင်းထန်ထန်ထိခိုက်သွားရဲ့ထင်နဲ့လက်ပေးပါ။မိနာကကုမှုတနေရဲ့လက်ကဝက်ကိုဖိနှိပ်ပေးလိုက်တဲ့တစ်ချက်တည်းနဲ့နာကျင်မှုကပျောက်ကွယ်သွားတယ်။ဒါကအံ့ဖွယ်ပဲ။နင်ကဘာတူလဲ။ကျမနာမည်ကမိနာပါ။ဒီအနီးနားမှာနေပါတယ်။ဒီလိုကုသနေကိုဘယ်သူတင်ပေးရလဲ။မိနာရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေကဝဲလာတယ်။ကျမအဖေတင်ပေးရပါ။ဒါပေမဲ့အဖေကအခုဒီလောကမှာမရှိတော့ပါဘူး။ကျမမိဘမဲ့ပါ။ဘသူကနှစ်မိဘမဲ့လို့ပြောတာလဲ။ဒီနေ့ကစပြီးငါနှစ်အမကြီးပဲ။မင်းသမီးရေဒီခေတ်မှာအကိုကလည်းအကိုတက်မဖြစ်တော့ဘူး။အမကလည်းအမတက်မဖြစ်တော့ဘူး။ဆက်ဆံရေးတစ်ခုတိဆောက်မယ်ဆိုရင်တငယ်ချင်းအဖြစ်တိဆောက်တာပိုကောင်းပါတယ်။တငယ်ချင်းဆိုတာဘဝတစ်လျှောက်ရှိနေတတ်ပါတယ်
နင့်စကားတွေကငါ့အတော်လေးသဘောကျစီရဲ့ကောင်းပြီလေဒီနေ့ကစပြီးငါတို့တငယ်ချင်းတွေဖြစ်ပြီးငါနန်းတော်အချိန်မီလာနိုင်တယ်ငါနဲ့မဲကိုသာပြောလိုက်ဘယ်စစ်သားမှနေကိုမတားဘူးကုမှုတနေကမြင်းမော်တက်ကပြန်ထွက်သွားတယ်မီနာရဲ့မျက်ဝန်းထဲမှာတောက်ပတဲ့အယောင်တစ်မျိုးပေါ်လာတယ်ခဏအကြာမှာတော့မီနာဟာတောလန်တိုင်းရှောက်သွားကလူသူကင်းမဲ့နေရဲ့တဲအိုတစ်လုံးလေးကိုဝင်သွားတယ်တဲတွင်းမှာမိအိမ်အလင်းဖြဖြောတောက်ပနေရဲ့မီနာဘယ်သွားနေရလဲအဖေကအရင်တော့နာမည်ကြီးလိမ်လည်သူတယောက်ပဲဒါပေမဲ့ကျမအမြင်မှာအဖေကကြီးကြီးမားမားလိမ်လည်မှုမျိုးမလုပ်နိုင်ခဲ့ဘူးအဖေရဲ့သမီးကအဖေထက်ပိုတော်တဲ့လိမ်လည်သူဖြစ်အောင်ပြမယ်ဘာလို့ဆိုလိုတာလဲမီနာကဖြစ်ပျက်ခဲ့တဲ့မြကိုဖခင်ကိုပြောပြလိုက်တယ်ကျမကအရန်ပါနဲ့စွာနဲ့မင်းသမီးကုမှုတနေနဲ့တငယ်ချင်းပြလှုပ်ထားပြီးပြီအခုသူ့နန်းတော်တွေကိုဝင်မယ်ပြီးရင်သူ့ကိုလမ်းဖယ်ရှားပြီးဒီပြည်နယ်ရဲ့မိဖုရားဖြစ်မယ်မီနာမင်းသမီးကုမှုတနေကငငယ်တော့ငါတွေ့ဘူးတယ်အဲ့ဒီအချိန်မှာသူ့အဖေကိုရွှေတင်းကား9000လိန်ယူခဲ့ဘူးတယ်အခုထိငေါ့မဖမ်းနိုင်သေးဘူးအဲ့ဒီကလေးကဒီတော်ထဲမှာပုံနေတာသူသမီးကသူ့ဖေထက်တောင်ပိုပါနဲ့တယ်လို့ကြားထားတယ်မင်းသမီးကုမှုတနေကိုပေါ့ပေါ့စတာမယူစနဲ့နော်ခြေလန်းတိုင်းကိုတိချစဉ်းစားပြီးလို့ဟုတ်ကဲ့အဖေမီနာတဲထဲမှထွက်လာခဲ့တယ်အဖေကအသက်ကြီးလို့စိတ်ကူးရင်နေပြီတင်တယ်ကျမကမင်းသမီးကိုမိဘမဲ့လို့ရှင်းရှင်းလင်းလင်းလှိမ်ပြောလိုက်တာနဲ့သူကယုံသွားပြီဒါပေမဲ့အဖေပြောသလိုသူကတကယ်ပါနဲ့တယ်ဆိုရင်လေကစားဝဲရအခုမှစတာပဲနောက်တစ်နေ့မှာမီနာဟာနန်းတော်ကိုရောက်လာတယ်မင်းသမီးကုမှုတနေကိုပြောပေးပါသူ့တငယ်ချင်းမီနာလာတွေ့ရဲ့လို့စစ်သားတအူအတွင်းကိုဝင်သွားပြီးခဏကြာတော့ပြန်ထွက်လာတယ်လာပါမင်းသမီးကအတွင်းကိုဝင်ခိုင်းပါတယ်မီနာဟာအတွင်းဝင်ပြီးတော့တန်မိုးကြီးလေဆွဲတကုံကိုကုမှုတနေတန်ပေးလိုက်တယ်တငယ်ချင်းတယောက်အနေနဲ့လက်ဆောင်ပေးရပါအရန်လာတဲ့လေဆွဲပဲဒါပေမဲ့ဒီလောက်တန်မိုးကြီးရဲ့လေဆွဲကနင်းစီမှာဘဲကားရတာလေနင်ဟာမိဘမဲ့မဟုတ်လားဒီလေဆွဲကိုအမေကကျမတို့လှုပ်ပေးထားတာပါအိမ်အောင်ကြရင်ဝေးဖို့အမေကဆန္ဒရှိခဲ့တာဒါပေမဲ့မနေ့ကကျမတို့တငယ်ချင်းဖြစ်သွားတော့မင်းသမီးဝင်ပိုလာမယ်ထင်လို့ပေးတာပါကုမှုတနေကပြုံးပြီးလေဆွဲကိုဝယ်လိုက်တယ်နင်ဟာတကယ်ကိုငါရဲ့တငယ်ချင်းကောင်းတယောက်ဖြစ်လာမယ်ထင်နေလာလာအတူတူမနှက်စာစားကြမယ်နှစ်ဦးသားအတွင်းကိုဝင်သွားကြတယ်တနေ့မှာကုမှုတနေဟာဓာရီလေးကျက်နေရဲ့သူမရဲ့မျက်နှာပေါ်မှာဒေါသထွက်နေရဲ့ရိပ်ရောင်တွေထင်ရှားနေရဲ့အဲ့ဒီချိန်မှာမီနာကရောက်လာတယ်မင်းသမီးဘာလို့စိတ်ဆိုးနေရလဲဒီဓာတ်ကြောင့်မှလေးကျင်တဲ့ခဏခဏကြိုးသွားတယ်ဝန်ကြီးကိုလည်းခိုင်ခန့်တဲ့ဓာတ်တစ်ချောင်းလှုပ်ပေးဖို့အချိန်ချင်းပြောထားတယ်ဒါပေမဲ့ဘာမှမထိုးဒီဓာတ်ကဘာအသုံးမှမဝင်ဘူးစိတ်မပူပါနဲ့ကျမမင်းသမီးအတွက်တန်ကြောက်တောင်ဖြတ်နိုင်လောက်အောင်ခိုင်ခန့်ပြီးလှပရတာတစ်ချောင်းလှုပ်ပေးမယ်တကယ်လားမီနာကပြောတဲ့အတိုင်းလှုပ်ပြတတ်တယ်တငယ်ချင်းအတွက်ဆိုရင်တော့အသက်တောင်ပေးနိုင်တယ်မီနာဟာဖခင်တန်ပြန်သွားပြီးအကြောင်းဆုံးပြောပြတယ်ကျမမင်းသမီးကိုဂတိပေးထားတယ်သူ့အတွက်ဓာတ်တစ်ချောင်းလှုပ်ပေးမယ်လို့ကျွမ်းကျင်တဲ့ပပဲဆရာတယောက်သိလားဝီးဆရာကပြင်းနေမတူးပူရွာမှာဦးဘိုးဆိုတဲ့ပပဲဆရာတယောက်ရှိခဲ့တယ်အခုတော့အသက်ရှင်သေးလားတော့မသိဘူးဒါပေမဲ့နင်ပြောတဲ့ပုံစံမျိုးဓာတ်ကိုတော့သူတယောက်တည်းပဲလုပ်နိုင်တယ်ဒါဆိုသူ့ကိုမြေအောက်ကဘာမှာရှိနေရင်တော့ကျမရှာမယ်မနေ့ပြန်ပဲအဲ့ဒီရွာကိုထွက်မယ်တစ်ချိန်တည်းမှာပင်ချန်တန်ကားပြည်နယ်မှာဒီတာဆိုတဲ့ဖနက်ချုပ်သမားမိန်းကလေးတဦးနေထိုင်နေသူမရဲ့အိမ်မှာသေးငယ်ပေမဲ့သူမရဲ့လက်ထဲမှာဒူးချုံတဲ့လက်မှုပညာရှိတယ်သူမအိမ်ရှိမှထိုင်ကဖနက်ဟောင်းတွေကိုခြုံနေစဉ်အိမ်ကြီးချင်းဒေါ်သိန်းဟာရောက်လာတယ်ဒီတာနင်တခုခုကြားသေးလားဘာအကြောင်းလဲဒေါ်သိန်းရန်အနေငယ်ကကျမတို့ပြည်နယ်မှာမိုးအရန်သေးတုန်းကမျက်နှာဖုံးတက်ထားတဲ့လူတယောက်ကလူနှစ်ယောက်ကိုကြောင်မိုင်းဘက်ခေါ်သွားထပ်တွေ့လိုက်တယ်။အဲဒီနှစ်ယောက်လည်းကူးဆိုရင်ကြောင်မိုင်းထဲကနေပြန်ထွက်နိုင်တော့မှမထင်ဘူး။ဒီသားရဲ့လက်ချောင်းတွေတုံရင်လာပြီးမျက်ဝန်းထဲမှာမျက်ရည်တွေပြည့်လာတယ်။ကြောင်မိုင်းအကြောင်းကျမမပြောပါနဲ့လို့အချိန်ချင်းပြောထားရလေ။ကြောင်မိုင်းအကြောင်းကြားတိုင်းအမေမျက်နှာကိုတတိရတယ်။အမေကအဲ့ဒီကြောင်မိုင်းထဲမှာမြေပြိုပြီးတော့တေသွားတာ။တောင်းမှန်ပါရဲ့ဒီသားအပြင်လူတယောက်ကိုကြောင်မိုင်းဘက်သွားတာတွေ့တိုင်းစိတ်ထဲမှာကြောက်မိလို့ပါဒီပြည်နယ်တစ်ခုလုံးမှာအဲ့ဒီကြောင်မိုင်းတဲကနေအသက်ရှင်ပြီးထွက်လာနိုင်တဲ့သူဟာနှစ်တယောက်တည်းပဲတော်ပါတော့ဒေါ်သိန်းကျမအဲ့ဒီကြောင်မိုင်းကနေထွက်ပြေးလာတော့ကအသက်10နှစ်ပဲရှိသေးတယ်အဲ့ဒီအတိတ်ကိုပြမဖြတ်တန်းချင်တော့ဘူးဒီလိုပြောပြီးတော့ဒီသားဟာဖက်နှက်ထဲကိုအပြန်ထိုးနေရဲ့ဒေါ်သိန်းလည်းတိတ်တဆိတ်ထွက်ခွာသွားတယ်
တခြားတစ်ဖက်မှာတော့မဒူဘူးရွာမှာနန်ဒူဆိုတဲ့ပပဲဆရာတူဟာအိမ်ရှိမှာမီးရဲရဲတောက်နေတဲ့အတန်ကိုတူးနဲ့ထုနေရဲ့မီးစာတွေကတွင်းစင်နေရဲ့ဒီချိန်မှာဦးစိုးရောက်လာတယ်။သားနန်ဒူရေဝမ်းနဲ့နေုံနဲ့ဘာမှဖြစ်လာမှာမဟုတ်ဘူး။အဖေကဆန္ဒကားကြောင်ပိုင်းထဲမှာအဖမ်းခံရရတယ်။အဲ့ဒါကိုဦးကစဉ်းစားနေုံနဲ့ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ဘာလို့ရမှာလဲ။လက်ပိုက်ပြီးတော့ထိုင်နေရမှာလားဦးစိုး။မဟုတ်ဘူး။ငါတို့လွတ်မြောက်အောင်လုပ်ပေးမယ်။ငါလည်းနေ့အဖေဦးဘိုလာနဲ့ဦးလာတို့နဲ့အတူအလုပ်ရှာဖို့ခြံတကားကိုတွားခဲ့တာ။ညနေကျတော့တက်ခုစရာရှာထွက်ကြပေမဲ့ဘယ်မှနေစရာမတွေ့ဘူး။ငါလည်းလမ်းပြောက်သွားတယ်။တော်ထဲမှာနေ့အဖေနဲ့ဦးလာကိုညနေပုံးတက်ထားတဲ့လူတယောက်ကဂူဘက်ခေါ်သွားတာငါတွေ့ခဲ့တယ်။ဘာဒါဆိုဦးကဘာလို့သူတို့မတားခဲ့တာလဲ။ဘာလို့အဲ့ဒီတိုင်းလှုပ်ထားလိုက်တာလဲ။အေးသားကြီးငါဘယ်လိုတားမလဲ။အဲ့ဒါကငါတို့ပြည်နယ်မဟုတ်ဘူးလေ။အဲ့ဒီမျက်နှာဖုံးတက်ထားတဲ့သူကဘယ်သူလဲဆိုတာမသိဘူး။ငါပါအဖမ်းခံလိုက်ရရင်နေ့အဖေဘယ်မှာရှိတယ်ဆိုတာနင်သိနိုင်မှာလား။အားလုံးသိကြတယ်။ခြံတကားကြောင်မိုင်းကမင်းသမီးကုမှုတနေရဲ့လက်အောက်မှာရှိတယ်။အထဲဝင်သွားတဲ့သူကအသက်ရှင်ပြီးတော့ပြန်မထွက်နိုင်ဘူး။ဒါပေမဲ့ကျွန်တော်အမှန်တရားကိုရှာဖွေမယ်။ဦးစိုးဟာတဲတဲစိတ်ထွက်ခွာသွားတယ်။ဒီချိန်မှာမြင်းခွာတန်တွေကြားလာပြီးမိနာဟာမြင်းစည်းကရောက်လာတယ်။နင်ကဦးဘိုရဲ့သားနန်ဒူးလား။နန်ဒူးကမိနာကိုကြည့်လိုက်တယ်။ခဏတာအချိန်ဟာရက်တန့်သွားသလိုပင်နှစ်ဦးရဲ့မျက်ဝန်းတွေစုံမိကြပြီးမတိမတာဆွဲဆောင်မှုတစ်မျိုးဖြစ်ပေါ်လာတယ်။ဟုတ်ပါတယ်။ကျွန်တော်ကသူ့သားပါဘာဖြစ်လို့လဲ။ကျမကမင်းသမီးကုမှုတနေရဲ့တငယ်ချင်းမှာနန်ဒူးဟာသူ့ရဲ့ခံစားချက်ကိုဖုံးကွယ်လိုက်တယ်။ကျမတငယ်ချင်းတွေကြောက်တုံအောင်ဖြတ်နိုင်တဲ့ဓာတ်တစ်ချောင်းလှုပ်ချင်တယ်။နင့်ဖေကတက်တုအကြောင်းအရန်ကျွမ်းကျင်တယ်လို့ကြားတယ်။နင်ကသူ့သားဆိုတော့နင်လည်းသိမှာပဲလေ။ဒီလိုဓာမျိုးလှုပ်ပေးနိုင်လား။စူးလက်အနေနဲ့ရွှေတင်းကားတွေပေးပါမယ်။ဒါဟုတ်တယ်လှုပ်ပေးနိုင်တယ်။ဒါပေမဲ့စုအနေနဲ့ရွှေတင်းကားမလိုချင်ဘူး။ဒါဆိုဘာလိုချင်တာလဲ။မင်းသမီးကုမှုတနေရဲ့တငယ်ချင်းဖြစ်ခွင့်ပဲလိုချင်တယ်။ဝေးစရာကားကိုစွန့်ပြီးခြံတက်ကားမှာအခြေချခြင်းတယ်။နေရငါ့ကိုမင်းသမီးနဲ့တငယ်ချင်းပြောင်းကူညီပေးရင်ဒီလိုဓာတ်တစ်ချောင်းလှုပ်ပေးမယ်။အေးဒီဓာတ်ကတမိုင်းကိုပြောင်းလဲနိုင်လိမ့်မယ်။ကျမလက်ခံပါတယ်။ဒါဆိုမနေ့ပြန်လာခဲ့။ဓာတ်အစင်သေးဖြစ်နေမယ်။မီနာပြုံးလိုက်ပြီးမြင်းကိုလှဲကထွက်သွားတယ်။နောက်တနေ့မနေ့နေရောင်မှာပျော့ပြောင်းနေပြီမဲ့နန်တို့ရဲ့မိဖို့ကတော့ထက်မှန်တောက်လောင်နေရဲ့။ဒီမှာကြည့်နင့်အတွက်ဓာတ်အရင်ဆုံးကျမစမ်းကြည့်မယ်။ဝေးစရာကားမှာခိုင်မာတဲ့ကြောက်တုံးကြီးတွေရှိရနေရရှိလား။လာငါနဲ့လိုက်ခဲ့။ခဏကြာမှတော့နှစ်ဦးဟာလူသူကင်းမဲ့ပြီးကြောက်တုံးကြီးတွေပြန်ကျန်းနေရဲ့ကြောက်တောင်ဒေသတစ်ခုကိုရောက်လာကြတယ်။ကြိုက်တဲ့ကြောက်တုံးဓာတ်နဲ့ခုတ်ကြည့်လို့ရတယ်။စမ်းကြည့်။မီနာဟာကြောက်တုံးကြီးတစ်တုံးရှိမှရက်ကအားကုန်နဲ့ဓာတ်ကိုဝိရန်လိုက်တယ်။နောက်တစ်ခဏမှကြောက်တုံးကြီးဟာနှစ်ပိုင်းကွဲသွားတယ်။ဒါပေမဲ့အဲ့ဒီအချိန်ဟုန်ကြောင့်ဓာတ်ဟာမီနာရဲ့လက်မောင်းကိုထိသွားတယ်။သူမဟာရိမ့်ရိုင်ကမြေပေါ်ကိုလဲကျပြီးတတိလစ်သွားတယ်။ဖယားကြီးဒါဘာဖြစ်သွားတာလဲ။အိုးငါပြောဖို့မေ့သွားတယ်။ဒီဓာတ်ကိုအစိတ်ရှိရဲ့တက်တူနဲ့လှုပ်ထားတာ။တစ်ချက်ပဲထိရင်တော့အသက်အန္တရာယ်ဖြစ်နိုင်တယ်။ဒီချိန်မှာမိုးကတီးထန်စွာရွာလာတယ်။နန်တူဟာဓာတ်ကိုချက်ချင်းကောက်ယူပြီးမီနာကိုပွေချီကအနီးရှိတောအုပ်ထဲကိုပြေးဝင်သွားတယ်။တောအတွင်းရှိတင်းငယ်တစ်လုံးလေးကိုမီနာကိုခေါ်သွားပြီးအိယာပေါ်တင်ထားလိုက်တယ်။အဲ့နောက်ဆေးဘက်ဝင်အပင်တွေကိုကြိတ်ကမီနာရဲ့ဒဏ်ရာပေါ်ကိုလှိမ့်ပြီးရဲ့ခဏအကြာမှာတော့မီနာတတိပြန်ရလာတယ်။နင်ကကျမအသက်ကိုကယ်လိုက်တာပဲ။နင်သာကျမကိုဒီနေရာမှာထားခဲ့ပြီးဓာတ်ကိုယူပြီးတော့မင်းသမီးစီပြန်သွားလို့ရတာပဲ။ဟုတ်တယ်။အဲ့လိုလုပ်လို့ရတယ်။ဒါပေမဲ့ငါဒီလိုလူမဟုတ်ဘူး။မီနာဟာနန်ဒူးကိုသူမရဲ့အိမ်ကိုခေါ်သွားပြီးဖခင်ကိုဖြစ်ပျက်ခဲ့သည်များပြောပြတယ်။မီနာငါအခုအသက်ကြီးနေပြီ။လိန်လေတာကငါတို့မိသားစုရဲ့အစင်လာအလုပ်ဖြစ်ခဲ့တယ်။ဒါပေမဲ့နင်လည်းအဲ့ဒီလမ်းကိုလိုက်ရမယ်ဆိုတာမဟုတ်ဘူး။အဖေဘာကိုပြောချင်တာလဲ။သမီးနင့်မျက်ဝန်းထဲမှာနန်ဒူးအပေါ်ထားတဲ့အချစ်ကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်။နင့်အတွင်းမှာပြောင်းလဲမှုတစ်ခုဖြစ်လာနေပြီ။အဲ့ဒီပြောင်းလဲမှုကအနာဂတ်တွေကောင်းတယ်။မီနာဟာနက်နက်ရှိုင်းရှိုင်းစဉ်းစားနေရဲ့။မီနာမင်းသမီးကုမှုတနေနဲ့ငါ့ကိုဘယ်တော့တွေ့ပြီးမှလဲ။ငါတညလုံးမအိပ်ပဲစဉ်းစားနေခဲ့တာ။ငါလည်းနင့်ကိုအမှန်တိုင်းပြောတင်မပြောတင်စဉ်းစားနေရ။ဒါပေမဲ့နင်ကငါ့အသက်ကိုကယ်ခဲ့တယ်။ငါနင့်ကိုပထမဆုံးတွေ့တဲ့အချိန်တွေကချစ်မိသွားတယ်။ငါတို့မြုံဝန်းတွေစုံတဲ့အချိန်တွေကငါအတွင်းမှာတစ်ခုခုပြောင်းလဲသွားခဲ့တယ်။နန်တူးဟာတိတ်တိတ်ဆိတ်နားထောင်နေရဲ့
ငါကမင်းသမီးနဲ့တငယ်ချင်းဖြစ်ခဲ့တာအကျိုးမြတ်အတွက်ပဲငါကလိန်လေသူတယောက်ရဲ့သမီးပါသူ့ကိုဖယ်ရှားပြီးတော့ဒီပြည်နယ်ကိုအုပ်ချုပ်ခြင်းခဲ့တာမိနာငါလည်းအမှန်တခုဖုံးကွယ်ထားတယ်မင်းသမီးနဲ့တငယ်ချင်းဖြစ်ချင်တာကငါအဖေကအဲ့ဒီကြောင်မိုင်းထဲမှာအဖမ်းခံထားရလို့ပါငါသူ့ကိုလွတ်မြောက်အောင်လုပ်ချင်တယ်အခုနင့်အဖေကိုလွတ်မြောက်အောင်လုပ်ပေးဖို့ကငါတောင်းအောင်ပဲဒီနေ့ပဲကြောင်မိုင်းအကြောင်းမင်းသမီးကိုပြောမယ်ဟုတ်တယ်ငါလည်းနေ့စရာအဲ့လိုပဲမျှော်လင့်ခဲ့တာမိနာဟာနန်းတော်ကိုရောက်လာပြီးဓာတ်ကိုမင်းသမီးတန်းဆက်သွားလိုက်တယ်မင်းသမီးဒီဓာတ်ကကြောက်တောင်ကိုတောင်ဖျက်နိုင်ပါတယ်ကုမှုတနေကဓာတ်ကိုယူပြီးအနည်းရှိတန်တိုင်းတစ်ခုကိုခုတ်လိုက်တယ်တန်တိုင်းဟာနှစ်ပိုင်းကွဲသွားတယ်နေရဂတိပေးထားတဲ့အတိုင်းလှုပ်ပြနိုင်ခဲ့တယ်ဒီလိုဓာတ်မျိုးကအံ့ဩစရာပဲစစ်ပွဲမှာအရန်အသုံးဝင်မယ်မင်းသမီးကျမစိတ်ထဲမှာအချိန်တော်ကြာကလေးကမေးချင်နေတဲ့အရာတစ်ခုရှိရဲ့ကျမမင်းသမီးရဲ့တငယ်ချင်းဆိုတော့ဘာမဆိုမေးလို့ရတယ်မဟုတ်လားဟုတ်တယ်မေးလေမင်းသမီးရဲ့ကြောင်မိုင်းအကြောင်းသိချင်ပါတယ်တခြားသူတယောက်မေးရင်ဘယ်တော့မှမပြောဘူးဒါပေမဲ့နေရငါတငယ်ချင်းပဲနန်းတော်ကနေကြောင်မိုင်းထိဓာတ်ရိုက်သွားနိုင်တဲ့လျှို့ဝှက်ဥမင်လန်းတစ်ခုရှိရဲ့ခဏကြာမှာတော့ကုမှုတနီဟာမီနာကိုမြေရောက်ခံအောင်ခေါ်သွားတယ်မီနာရဲ့မျက်လုံးကိုအဝိနဲ့ဆေးလိုက်တယ်ဒါဘာလုပ်တာလဲစေးကန်ပဲလမ်းကိုတော့ပြလို့မရဘူးဥမင်လန်းမှာတစင်သူတို့ဟာကြောင်မိုင်းကိုရောက်လာကြတယ်မျက်လုံးမအဝိကိုဖြေလိုက်တဲ့အခါမီနာအလုတ်လုံနေရဲ့အလုတ်သမားရပေါင်းများစွာကိုမြင်လိုက်ရတယ်သူတို့ကနောက်ဆုံးတော့ဘာကိုရှာနေရလဲမြေအောက်မှာလျှို့ဝှက်ချက်ကြီးတစ်ခုမြုပ်နှံထားတယ်အဲ့ဒါကိုရှာတွေ့ရဲ့နေ့မှာငါရဲ့အုပ်ချုပ်မှုကတကဘာလုံးထိရောက်သွားမှာဒီလိုပြောပြီးမီနာရဲ့မျက်လုံးကိုပြန်စီပေးကနန်းတော်ကိုပြန်ခေါ်လာတယ်မီနာဖြစ်ဖြစ်ခဲ့တဲ့မြကိုနန်တူးကိုအစားဆုံးပြောပြတယ်သူမရဲ့အတန်ထဲမှာစိုးရင်ပူပန်မှုတွေနဲ့မျက်ဝန်းထဲမှာမငြိမ်မသက်မှုတွေရှိနေရဲ့ကြောင်မိုင်းအတွင်းမှာတကယ်ကိုကြီးမားလျှို့ဝှက်ချက်တစ်ခုရှိနေမှာပဲကုမှုတနေရဲ့မျက်ဝန်းထဲမှာထူးဆန်းတဲ့အလင်းတစ်မျိုးငါတွေ့ရတယ်ဒါဆိုကြောင်မိုင်းကိုတွားနိုင်တဲ့တခြားနည်းလမ်းမရှိနိုင်ဘူးလားမသိဘူးနန်တို့ရဲ့မျက်နှာညှိုးငယ်သွားတယ်ခဏတာတိတ်ဆိတ်သွားပြီးနောက်မီနာအနှဲငယ်ပြုံးလိုက်တယ်တနည်းနည်းနဲ့တော့လမ်းရှာနိုင်မှာပါလာငါနဲ့ကိုငါတို့ပြည်နယ်တွေကိုလိုက်ပြမယ်နှစ်ဦးသားဟာပြည်နယ်တွင်းရှိနေရအမျိုးမျိုးကိုလှည့်လည်ကြတယ်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုရောက်တဲ့အခါနန်တူးကထိုင်လိုက်တယ်မီနာကြောင်မိုင်းကိုသွားတဲ့လမ်းတစ်လမ်းတော့ရှိမှာပဲအဲ့ဒီလမ်းကနေသွားပြီးတော့ငါအဖေကိုလွတ်အောင်လုပ်မယ်ဘလို့ထင်လဲမသိဘူးအဲ့လိုလမ်းတစ်ခုရှိခဲ့ရင်တော့ကိုမှုတနေတယောက်ပဲသိမှာဒီချိန်မှာအမျိုးသမီးတဦးရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရတယ်လမ်းတစ်လမ်းတော့ရှိရဲ့ဒါပေမဲ့အဲ့ဒီလမ်းကိုဖနက်ချုပ်သမားရဲ့သမီးတယောက်ပဲသိရဲ့သူတို့နောက်မှာအဖွားကိုတူရက်နေရဲ့သူမမှာဒေါ်သိန်းဖြစ်တယ်နင်တို့နှစ်ယောက်ပြောနေရကိုငါကြားနေအားအဲ့ဒီဖနက်ချုပ်သမားမိန်းကလေးဟာဗမာနေလဲလို့မေးရင်ဟိုးမှမြင်နေရတဲ့မိန်းကလေးလေသူ့နာမည်ကဒေတာသူကအဲ့ဒီကြောင်မိုင်းရဲ့လှည့်ဝက်လံကိုသိရဲ့နှစ်ပေါင်းများစွာကသူတယောက်တည်းအဲ့ဒီကြောင်မိုင်းကနေအသက်ရှင်ပြီးထွက်လာခဲ့တာသူ့အမေကတော့အဲ့ဒီကြောင်မိုင်းထဲမှာတိတ်ဆုံးသွားခဲ့တယ်နင်တို့တခြားလမ်းကနေကြောင်မိုင်းတီခေါ်သွားနိုင်မဲ့သူကဒေတာတယောက်ပဲဒီလိုပြောပြီးဒေါ်သိန်းရထွက်ခွာသွားတယ်နန်ဒူးနဲ့မီနာတို့ကချက်ချင်းဒေတာတန်ရောက်လာကြတယ်နင်တို့နှစ်ယောက်ကဘယ်သူတွေလဲကျွန်တော်တို့ဖြစ်ပျက်ခဲ့တဲ့မြောက်ပြောပြပါမယ်ကျွန်တော်တို့ကိုဒီဖွားကြီးကပြောတာကျွန်တော်တို့ကိုကြောင်မိုင်းတီခေါ်သွားပေးနိုင်တာနင်တယောက်တည်းလို့ပြောတယ်ဟုတ်တယ်ငါခေါ်သွားပေးနိုင်ပါတယ်ဒါပေမဲ့နင်တို့မခေါ်သွားခြင်းဘူးဒေတာနန်ဒူးကိုကူညီပေးပါသူကသူ့အဖေကိုလွတ်မြောက်လုပ်ချင်တာနင်ငါတို့ကိုကူညီပေးရမယ်နော်မင်းတို့ကိုကူညီမယ်နန်ဒူးရဲ့အဖေတယောက်တည်းမဟုတ်ဘူးနှစ်ပေါင်းများစွာကြောင်မိုင်းထဲမှာအကျဉ်းချခံနေရတဲ့လူသမားအားလုံးကိုပါလွတ်မြောက်လုပ်ချင်တယ်ဒီလိုကောင်းမှုလုပ်ဖို့အခွင့်အရေးဆိုတာဖျားသခင်ကအမြဲပေးနေမှာမဟုတ်ဘူးငါတို့ကိုကူညီပါဒီသားရဲ့မျက်ဝန်းထဲမှာလက်ရည်တွေကပြေးဝလာတယ်။အဲဒီနောက်လက်ဘင်းမှာဆွဲထားတဲ့အဆောင်တော်တစ်ခုကိုထုတ်ပြလိုက်တယ်။ဒါဘာလဲသိလား။ဒါကအမေကကျမကိုပေးခဲ့တဲ့အဆောင်တော်အမေရဲ့နောက်ဆုံးအမှတ်တရပဲ။ကျမမျက်စိရှိမှအမေအသက်ဆုံးရှုံးသွားတာကိုဘယ်လိုမေ့နိုင်မလဲ။အဲ့ဒီမြင်ကွင်းကိုတတိယတိုင်းညဘက်အိတ်မပြောဘူး။ဒီသားအဲ့ဒီကြောင်မိုင်းထဲမှာနှစ်ပေါင်းများစွာအကျဉ်းချခံနေရတဲ့မိသားစုတွေရဲ့မျက်ရည်တွေကြောင့်လေညဘက်အိတ်မပြောကြမှာပဲ။ကောင်းပြီ။နင်တို့ကိုကြောက်မိုင်းထိရောက်အောင်သွားနိုင်မယ်လမ်းတလန်းကိုငါပြောပြမယ်။အဲ့ဒီလမ်းကနေနင်တို့ရဲ့အဖေကိုလွတ်မြောက်အောင်လုပ်လို့ရတယ်။နန်ဒူးနဲ့မီနာတို့ရဲ့မျက်နှာတွေပေါ်မှာမျောလင်းချက်ရောင်ကြီးပေါ်လာတယ်
ဒီသားဟာသူတို့နှစ်ဦးကိုခေါ်ကတောဘက်ကိုထွက်လာခဲ့တယ်။ညဟာနဲ့ဆိုင်လာပြီဖြစ်တယ်။တောအတွင်တိတ်ဆိတ်ငြိမ်သက်နေပြီးအဝေးမှာတော့ကိုတစ်ခုကိုမြင်နေရတယ်။တကောင်ရန်တိဆောင်ရမယ်။တကောင်ကြော်ပြီးရင်ခဏတာစစ်သားတွေမရှိတော့ဘူး။သုံးဦးသားတိတ်ဆိတ်ဆောင်နေကြတယ်။တကောင်ရန်ရောက်တာနဲ့ဒီသားကအတန်တူတူနဲ့ပြောလိုက်တယ်။လာမြန်သွားမယ်။သုံးဦးဟာခြေတံမကြအောင်ဂူဘက်ကိုတူတူတိတ်သွားကြတယ်။ဂူအတွင်းအမောင်တို့ဖုံလွှမ်းနေပြီမဲ့ဒီသားကမတွန့်ဆုပ်ပဲအတွင်းဝင်သွားတယ်။ပိုးမင်လမ်းမတက်စဉ်နန်တို့နဲ့မီနာတို့ကိုကြောင်မိုင်းတွင်းကိုခေါ်သွားတယ်။အတွင်းမှာအလုသမားရှာပေါင်းများစွာအလုလုံနေကြတယ်။အဲ့ဒီသူတွေအနေနန်တို့ရဲ့ဖခင်ဦးဖို့နဲ့ဦးလာတို့လည်းပါဝင်နေကြတယ်။သူတို့ရဲ့အခြေအနေမှာအလွန်ဆိုးရွားနေရဲ့။အဖေကြည့်ပါအောင်ကျွန်တော်ရောက်လာပြီ။အဖေကျွန်တော်ရောက်လာပြီ။တားရီငါတီကြောင်မိုင်းထဲကနေဘယ်တော့မှထွက်မရတော့ဘူးလို့ထင်နေခဲ့တာ။အခုတော့ဒီကြောင်မိုင်းထဲကလူအလုံးကိုလွတ်မြောက်စေရမယ့်အချိန်ရောက်ပြီအဖေ။ဒီချိန်မှာမြေအောက်မှာကြီးမားတဲ့ပောက်ကွဲတံတစ်ခုထွက်ပေါ်လာတယ်။အလုသမားတွေထိတ်လန့်သွားကြတယ်။မြေကြီးကွဲထွက်လာပြီးစောင်းမဲ့ဝယ်ကောင်းတဲ့မိမကြီးရုပ်တုတစ်ခုမြေကြီးအောက်မှတဖြည်းဖြည်းပေါ်ထွက်လာတယ်။အလုသမားအလုံးကြောင်ရွံတုန်လုံးနေကြတယ်။အပြင်ဘက်မှာလည်းစစ်သားတွေရဲ့အသံတွေကြားလာတယ်။ဒါပါလေဒီရုပ်တုကဘသူ့ရုပ်တုလဲ။အခုဒီလမ်းကနေပြန်ထွက်လို့မရတော့ဘူး။ဒါဆိုဘယ်ကနေထွက်မလဲ။မကြောက်ကြပါနဲ့။တခြားလမ်းတစ်လမ်းကိုငါသိတယ်။ငါနောက်ကိုလိုက်ခဲ့။ဒီသားဟာကြောင်မိုင်းရဲ့တောက်တနေရာကိုသွားတယ်။ဒီနေရာမှာတကားငယ်တစ်ခုရှိနေရဲ့။လူသမားအလုံးတယောက်ပြီးတယောက်အဲ့ဒီတကားငယ်မှာတဆင့်ဝင်သွားကြတယ်။ခဏအကြာမှာတော့ကြောင်မိုင်းအပြင်ဘက်ကိုပြန်ထွက်လာကြတယ်။ဒီသားဒါကနန်းတော်ရဲ့နောက်ဘက်ပိုင်းပဲ။ဒီသားကရီမောလိုက်ပြီးလက်ခုပ်တီးလိုက်တယ်။မင်းသမီးအပြင်ထွက်လာပါ။ကြီးမရဲ့တကားတစ်ချက်ပွင့်လာပြီးမင်းသမီးကုမှုတနေရာအရှိန်အဟုန်နဲ့ထွက်လာတယ်။ကြောင်မိုင်းထဲမှာပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်ပြီးငါတို့နှစ်ပေါင်းများစွာဒူးဖော်နေခဲ့ရုပ်တုကြီးပေါ်လာပြီးနင်ရဘသူလဲဒီသားဟာအားရပါရရီမောလိုက်ပြီးနန်ဒုဘက်ကိုလှည့်ကပြောတယ်အရင်ဆုံးနင့်ကိုပြောထားရမယ်နင့်ရဲ့ဖေကိုကြောင်မိုင်းထဲခေါ်သွားခဲ့တာဘသူလဲသိလားငါပဲဆန်တကားမှာကြောင်မိုင်းထဲပိတ်မိနေရဲ့ခရီးသွားတိုင်းကိုလည်းငါပဲလိန်လဲပြီးတော့အဲ့ဒီညောင်ခေါ်သွားခဲ့တာအားလုံးအံ့အားသင့်သွားကြတယ်အခုအားလုံးကိုပြောပြမယ်တချိန်ရကြောင်မိုင်းထဲမှာအလုသမားတွေအလုလုံးနေကြတယ်။အဖွားတို့ကသူတို့ကိုအော်ဟစ်ကအလုလုပ်ဖို့အမိန်ပေးနေရဲ့။မြန်လောက်ကြအလုကိုမြန်ပြီးအောင်လုပ်။ရုတ်တရက်မြေကြီးပြိုကျပြီးအဖွားကမြေအောက်မှာပိတ်မိသွားတယ်။သူမရဲ့သမီးကပြေးလာတယ်။အမေဒီတာငါမကယ်နိုင်တော့ဘူး။ဒီဆောင်တော့အမြဲတမ်းနေ့စီမှာထားပါ။ငါမလုပ်နိုင်ခဲ့တဲ့အလုပ်ကိုနင်ဆက်ပြီးတော့ပြီးမြောင်လုပ်ရမယ်။နေရကုမှုတနေရဲ့ညမဖြစ်တယ်ဆိုတာဘသူ့ကမှမပြောနဲ့။ကိုမှုတနေရငါဝမ်းအောင်မွေးတဲ့သမီးဖြစ်တယ်ဆိုတာလေဘသူမှမသိစင်နဲ့တာမန်လူတယောက်လိုနေထိုင်ပြီးဒီကြောင်မိုင်းကိုစောင့်ကြည့်ရမယ်နင့်ရည်ရွယ်ချက်အောင်မြင်သွားတဲ့အခါမှာနင့်ရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ပါနင်လည်းမင်းသမီးတစ်ပါးဖြစ်တယ်ဆိုတာပြောနိုင်ပြီဒီလိုပြောပြီးတော့အဖွားကအသက်ဆုံးရှုံးသွားတယ်အန်အောမနေနဲ့ကိုမှုတနေနဲ့ကျမသွေးသားရင်းနှီးရဲ့ညီအမတွေပါသွေးသားရင်းနှီးရဲ့ညီအမတွေဆိုတာဘာကိုပြောရလဲဒီတာပြောတာအမှန်ပဲငါနဲ့သူဟာသွေးသားရင်းနှီးရဲ့ညီမတွေငါတို့ဘိုးဘွားတွေကနှက်ဆိုးကိုကိုးကွယ်သူတွေဖြစ်ခဲ့ကြတယ်ငါတို့ဘိုးဘေးတွေထဲမှာအလွန်ရဲရင်ပြီးထိုးကြွတဲ့စစ်တီတော်မှာတူရှိခဲ့တယ်အဲ့ဒီခေတ်ကလူတွေကသူ့ကိုမတိနိုင်ခြင်းနဲ့ဖျားမလို့ခေါ်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်ကတန်ဃာတော်တွေသူတော်စင်တွေအားလုံးကအဲ့ဒီမတိနိုင်ခြင်းနဲ့ဖျားမကိုစန့်ကျင်ခဲ့ကြတယ်အကြီးကျယ်ရစ်ပူဇော်မှုတွေနဲ့အခမ်းအနားတွေပြုလုပ်ပြီးငါတို့ဘိုးဘွားတွေရဲ့မိခင်ဖြစ်တဲ့အဲ့ဒီမတိနိုင်ခြင်းနဲ့ဖျားမကိုကြောင်မိုင်းအတွင်းမှာကြောက်ရွံ့တုအဖြစ်ပြောင်းလဲပြီးထာဝရမြုပ်နှံခဲ့ကြတယ်။ဒါပေမဲ့သူတို့မသိခဲ့တာတစ်ခုရှိတယ်။မသိနိုင်ခြင်းနဲ့ဘုရားမကသူ့ရဲ့မော့အစွမ်းအလုံးကိုအဆောင်တော်တစ်ခုထဲမှာတင်ဆက်ထားခဲ့တယ်။အဲ့ဒီအဆောင်တော်ကိုနှစ်ပေါင်းများစွာငါတို့မျိုးဆက်တွေကလက်ဆင့်ကမ်းထိမ့်သိမ်းလာခဲ့ကြတယ်။အဲ့ဒီကလေးကမသိနိုင်ခြင်းနဲ့ဘုရားမကိုဒီကြောင်မိုင်းထဲမှာလိုက်ရှာနေခဲ့ကြတာ။ဒါကြောင့်အလုသမားရာပေါင်းများစွာကိုအသုံးပြုပြီးမြ мян ဆက်ဆန်တူးပေါ်ခိုင်းခဲ့တာ။မသိနိုင်ခြင်းနဲ့ဘုရားမရဲ့ရုပ်တုကိုရှာတွေ့ဖို့ပဲဒီလိုပြောပြီးတော့ဒီတာဟာသူမရဲ့လက်ပင်မှာအဆောင်တော်ကိုဖြုတ်ကအားလုံးရှိမှမြှောက်ပြလိုက်တယ်အခုဒီအဆောင်တော်ကိုကြောင်မိုင်းထဲကထွက်လာတဲ့မသိနိုင်ခြင်းနဲ့ဘုရားမရဲ့လက်ပင်မှာဆွဲပေးလိုက်ရင်သူ့အတွင်ရောက်မော့အစွမ်းတွေပြန်လည်ရရှိလာမယ်သူပြန်အသက်ရှင်လာမယ်ပြီးရင်သူ့ရဲ့အကူအညီနဲ့ငါတို့ညီမနှစ်ယောက်ကတကဘာလုံးကိုအုပ်ချုပ်မယ်ငါတို့နှစ်ယောက်လည်းမသိနိုင်တော့ဘူးငါတို့ရဲ့အစွမ်းကိုစိန်ခေါ်တဲ့သူတိုင်းရဲ့ဖြစ်တည်မှုကိုတော့အဆုံးသတ်ပြစ်မယ်
လူသမားအလုံးကြောင်ရွံတုံလုံးနေကြတယ်။ဒီချိန်မှာမီနာဟာရုတ်တရက်ရှေ့ကိုပြေးလာကဒီသားရဲ့လက်ထဲမှာအဆောင်တော်ကိုလွတ်ယူလိုက်တယ်။ဒါဘာလုပ်တာလဲ။နင်တယောက်တည်းပဲညံကောင်းတယ်လို့ထင်နေရလား။နင်ငါ့ကိုကြောင်မိုင်းနဲ့ခေါ်သွားတော့ကြောင်မိုင်းထဲမှာလျှို့ဝှဲချက်ကြီးတစ်ခုမြုပ်ထားရလို့ပြောခဲ့တယ်။အဲ့ဒီချိန်တည်းကကြီးမားတဲ့ပူပေါင်းကြံစီမှုတစ်ခုရှိနေတယ်ဆိုတာငါနားလည်ခဲ့တယ်။ဒါကြောင့်တော်ထဲမှာနေတဲ့သူတော်စင်တစ်ပါးစီတိုက်ရိုက်သွားခဲ့တယ်။အဲ့ဒီသူတော်စင်ကကြောင်မိုင်းထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူတော်စင်တွေမြေကြီးထဲမြုပ်နှံထားတဲ့ရုပ်တုတစ်ခုရှိရဲလို့ပြောတယ်။အဲ့ဒီရုပ်တုရဲ့အစွမ်းကအဆောင်တော်နဲ့ဆက်ဆက်နေရဲ့။အဲ့ဒီအဆောင်တော်ကိုတန်ရှင်းတဲ့ရေထဲထည့်လိုက်ရင်အဆောင်တော်ကမီးလောင်ပြီးတော့ပြဖြစ်သွားမယ်။အဲ့ဒီနဲ့အတူဆက်ဆက်နေရဲ့မကောင်းတဲ့အစွမ်းတွေလည်းအလုံးပြဖြစ်သွားမယ်လို့ပြောခဲ့တယ်။မီနာဟာသူမရဲ့အဝတ်ထဲမှာပလင်းငယ်တစ်လုံးကိုထုတ်လိုက်တယ်။ဒါကတန်ရှင်းတဲ့ရေပါ။ဒီလျှို့ဝှက်စမ်းကြတဲ့အဆောင်တော်နဲ့တကယ်ရင်ဆိုင်ရမယ်လို့တော့မထင်ထားဘူး။မီနာကချက်ချင်းပင်တန်ရှင်းတဲ့ရေကိုအဆောင်တော်ပေါ်ကိုလောင်းချလိုက်တယ်။နောက်တစ်ခဏမှာအဆောင်တော်ထဲမှာမီးတောက်တွေပြင်းထန်စွာထွက်ပေါ်လာတယ်။အဆောင်တော်မီးလောင်တာနဲ့ကိုမူတတီနဲ့ဒီတာတို့ဟာပြင်းထန်စွာအော်ဟစ်ကြပြီးသူတို့ရဲ့ကိုယ်တွေတုံရင်လာတယ်။ခဏကြာမှသူတို့နှစ်ဦးဟာပြအဖြစ်ပြောင်းလဲသွားကြတယ်။ဒီချိန်မှာကျဲလောင်နဲ့ပောက်ကွဲတံတစ်ခုထွက်ပေါ်လာပြီးကြောင်မိုင်းဝင်ပေါက်တစ်ခုလုံးကြောက်တုံးတွေနဲ့ပိတ်ဆို့သွားတယ်။ကြောင်မိုင်းဟာထာဝရပိတ်သွားခဲ့တယ်။ကြောင်မိုင်းထဲမှာအကျဉ်းကျနေတဲ့လူသမားတွေအားလုံးလည်းမိမိတို့ရဲ့အိမ်တွေကိုပြန်သွားနိုင်ခဲ့ကြတယ်။မီနာနန်တူးနဲ့ဦးဘိုတို့လည်းအဲ့ညမှာပြန်လည်ထွက်ခွာလာခဲ့ကြတယ်။မကောင်းတဲ့အကြံနဲ့လိမ်လည်မှုဟာအကျဉ်းတို့အတွင်းအောင်မြင်တယ်လို့ထင်ရပေမဲ့နောက်ဆုံးမှာတော့အမှန်တရားနဲ့ကောင်းမှုကသာအနိုင်ရမည်ဖြစ်တယ်။သူတစ်ပါးကိုလှည့်ပြပြီးအာနာနဲ့အကျိုးမြတ်ရှာခြင်းထက်ရိုးသားမှုမေတ္တာနဲ့အချင်းချင်းကူညီခြင်းတို့ကိုရွေးချယ်ခြင်းကသာဘဝအတွက်အမှန်တကယ်တန်ဖိုးရှိပါတယ်ရှင်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ချန်တကားမြို့ကလျှို့ဝှက်ကြောင်မိုင်းဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးပါပြီ။ KK ပုံမြင် channel လေးကိုလည်း like လေးနှိပ်ပြီးတော့ comment လေး share နဲ့အားပေးခဲ့ပါအောင်နော်။ subscribe လေးမရသေးဘူးဆိုရင်တော့နှိပ်ပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုနာဆင်ပေးလို့ကျေးဇူးအထူးပဲတင်ပါတယ်။ကျမ်းမာချမ်းသာပေးခင်ကြပါစေရှင်။